ပဲတတ်တဲ့မဲ့ခင်ရှိပါနိဗ္ဗာန်ကိုရောက်စေကြောင်းတရားကာယကံဝစီကံမနောကံများစင်ကြယ်အောင်ဆုံးမရဗျာမင်္ဂနောစကားကိုပြောဆိုရာမင်္ဂနောမူလို့ဆောင်ရာမင်္ဂနော